လူတွေကယုံနေကြတာပြောပါတယ်မင်းတို့မင်းကြီးတောင်အလိမ်မိသွားသေးတယ်ကြားဘူးလားမန္တလေးမြို့နေပြီးတော့မင်းတို့မင်းကြီးတောင်တက်လိမ်တဲ့လူရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်သတိထားငကားပါလာရင်သတိထားမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ်နန်းတော်တယ်မောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့လူကတနေ့ဘယင်ကိုတက်လိမ်တာသူကငကားမင်းကြီးကလွတ်လိုက်လို့ဘောဂဝတိငကားပြေကလာတယ်ငကားမင်းရဲ့တမန်မာလို့ပြောဘယ်နေ့ဘယ်ရက်ဟာရှင်မင်းကြီးကိုငကားကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီချိန်ကျရင်အဲ့ဒီကံထဲကနေပြီးတော့ငကားမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြော့ပါလိမ့်မယ်ဆိုတော့ဘယင်ကြီးကလည်းဖူးမြော်ခံနေတာပေါ့နော်အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောအားလုံးကလည်းငကားလာမယ်ဆိုတော့ဟုတ်ထင်ညာအဲ့တော့ဟုတ်ထင်တာခုမှမဟုတ်ရင်တော့ကထင်လာခဲ့ကြတာနော်အဲ့ဒါတွေသတိထားဖို့သိလို့ရတယ်ပေါ့နော်လက်တွေ့မကြတာတွေယုံလွယ်တာမကောင်းဘူးပေါ့အဲ့နေ့ရောက်လာပြီဆိုတဲ့အခါကျတော့မောင်ရဲဆိုတဲ့လူလိန်ကဘာပြောတော့ဆိုလို့ရှိရင်သူကမှန်ပါဗျာငကားမင်းကြီးကတော့ရောက်လာတော့မှာပါဘုံရှိတဲ့ပုဂ္ဂိုလ်များသာသူ့ကိုများပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကငါမမြင်ဘူးလို့ပြောရင်သူဘုံမရှိမှရောက်တော့နောက်ဆုံးတော့မြင်လိုက်ရတာပေါ့ဟာဟုတ်တယ်နဲ့ငါကြီးနော်အလင်းခံရတယ်လို့ခေါ်တာမမြင်ရလဲမြင်ရတယ်ပြောတော့ဘုံရှိတဲ့ပုဂ္ဂိုလ်မှမြင်ရပါတယ်ဗျာဆိုတော့မမြင်ရဘူးဆိုသူဘုံမရှိရရောက်သွားလိမ့်မယ်လေကျန်တဲ့လူတွေကတော့ကိစ္စမရှိဘူးဘုံမရှိလို့သူတို့မမြင်တာတော့လိန်နာညာတာကိုသတိထားဖို့မတ္တမရေးကြည့်တယ်လောကကြီးထဲမှာနေတာဒုစရလူတွေကတော်တော်များများကတော့အလိန်ခံရင်လို့စောင့်နေတဲ့လူတွေများပါတယ်လိန်မဲ့လူပဲမျောနေတယ်လိန်မဲ့လူကလိန်သာလိန်တရားလူတွေကအစင်နဲ့ပဲရှုံဖို့အစင်နဲ့ဆိုတာအဲ့ဒါလို့ဖြစ်ဒါကြောင့်မို့လို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်ပြောတာပဲဖြစ်ဖြစ်အဆိုးပြောတာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်လုပ်အလွယ်တကူနဲ့ယုံကြည်မှုဟာမကောင်းဘူးမန္တလေးမြို့ကြီးဒီဘောမင်းပါတော်မူသွားတာဆိုတာကိုလည်းပဲကြားဖို့ရတယ်မဟုတ်လားရာဇဝင်စကားတွေမှာအဆိုလေးတော့ရှိတယ်ဥကောင်းလိန်ထုတ်ဒီဘောပြုတ်တယ်ဥကောင်းလေထုတ်ဒီဘောပြုတ်ဆိုတာကျုံမင်းကြီးဥကောင်းကနေပြီးတော့လိန်ပြီးတော့ကလားလက်အပ်လိုက်တယ်လို့ဒီလိုပြောတာတကယ်ကတော့မဟုတ်ဘူးဥကောင်းလိန်တာမဟုတ်ဘူးအင်္ဂလိပ်ကလိန်တာအင်္ဂလိပ်လိန်တာကိုဥကောင်းကလည်းယုံမယ်အလိန်ခံရတယ်လို့သာမှတ်ဖြစ်တာဒါပြင်ဥကောင်းလိန်ထုတ်ဆိုတဲ့စကားလုံးကဘာပြောတာလဲဆိုတော့ဥဆိုတာတစ်ကဏ္ဍမယ်ကောင်းကနှစ်ကဏ္ဍလိန်ဆိုတာကဘုရုဆိုလေးကဏ္ဍထုတ်ဆိုတာခုနှစ်ကဏ္ဍပေါင်းလိုက်တဲ့အခါကျတော့ဘာလဲတော့1240ခွန်ဒီဘောမင်းပါသွားတဲ့ခုနှစ်လေမြန်မာတက္ကရာ1240ခုနှစ်ကအဲ့ဒါဥကောင်းလိန်ထုတ်ဒီဘောပြုတ်ပဲနော်အဲ့ဒါလို့ဆိုလိုတာကနေပြီးတော့ဟိုဥကောင်းလိန်နဲ့ထင်းနေအမှန်ကဥကောင်းလိန်တာမဟုတ်ဘူးဥကောင်းကိုအင်္ဂလိပ်ကလိန်သွားတာဘယ်လိုကြောင့်လိန်တာတော့ဆိုမော်လမြိုင်ဘက်မှာရှိတဲ့ဒီရောင်ရမင်းသားလားပဲမင်းသားလားမသိဘူးမင်းတို့မင်းကြီးရဲ့သားတွေရှိတယ်နော်အဲ့ဒီမင်းသားနဲ့ရုပ်တူတဲ့လူတယောက်ကိုသင်္ဘောပေါ်မှာမင်းသားဝတ်နဲ့တင်လာပြီးတော့ဒီဘောမင်းအစာအဲ့ဒီမင်းသားကိုနမ်းအပ်မယ်ဆိုပြီးတော့လိမ့်လာပြီးတော့နမ်းမှအခုအဲ့ဒီအဖြစ်ပြက်ကလေးတွေဘောဓိတရှိအောင်ဖတ်ကြည့်ပေါ့မန်းလေးရာဇဝင်ကိုမန်းလေးနေရင်မန်းလေးရာဇဝင်သိရတယ်နို့လိန်ထုတ်သွားအောင်မလို့ဆိုကြအဲ့တော့အဲ့ဒီလူဟာတွေရှိတယ်ဒါကြောင့်မို့အာထေယမုခောဆိုတာယုံလွယ်တဲ့လူလို့ဆိုလို့တယ်နော်ယုံလွယ်တဲ့လိန်လို့ရဘာဖြစ်ခေါင်းထဲမှာဆွဲအောင်မှတ်လိုက်တယ်မဟုတ်တာပြောလဲအေးသူပြောတာဟုတ်တယ်ကောင်းတာပြောလဲအေးသူပြောတဲ့အတိုင်းဟုတ်တယ်ဆိုပြီးတော့
လိန်နာညာတာကိုအလွယ်တကူမှတ်ယူတတ်တဲ့ပုဂ္ဂိုလ်မျိုးဟာအာရိယမုခောတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲအမှန်တရားကင်းတဲ့ပုဂ္ဂိုလ်တရားမရှိတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးလည်းမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်မဖြစ်သင့်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးနောက်တစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်နံပါတ်4မြတ်စွာဘုရားကပုဂ္ဂိုလ်9ယောက်ခွဲဟောတာနံပါတ်4ကျတော့လောလမတည်ငြိမ်တဲ့ပုဂ္ဂိုလ်တည်ငြိမ်မှုမရှိဘူးတည်တည်တတ်နတ်မရှိတဲ့ပုဂ္ဂိုလ်မျိုးစာပေကျမ်းကမှာရှေးတုန်းကဆရာတော်ကြီးတွေကဘယ်လိုဘာသာပြန်ခဲ့တော့လောလဆိုတာလျက်ပေါ်လောလီတဲ့အဲ့ဒီအသုံးကိုသုံးရတယ်လျက်ပေါ်တယ်လောလီတယ်လျက်ပေါ်တယ်လောလီတယ်ဆိုတဲ့အဓိပ္ပာယ်ကမတည်ငြိမ်ဘူးဘယ်အရာမှအတိတ်တခြားလုံးလို့မရှိဘူးတည်ငြိမ်မှုမရှိတဲ့လူတယောက်တည်တတ်မှုမရှိတဲ့ပုဂ္ဂိုလ်တယောက်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိတဲ့ပုဂ္ဂိုလ်မျိုးပဲလူညံ့မယ်သူလိုလူစားဟာကောင်းတဲ့လူစားမဟုတ်ဘူးလို့ဒီလိုဆိုလို့နော်အဲ့တော့မြတ်စွာဘုရားကလောလီတယ်ဆိုတဲ့ဒီလောလဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာမတည်ငြိမ်တဲ့ပုဂ္ဂိုလ်မတည်ကြည်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတော့လို့ဆိုတော့သူကဣတ္တရတတ္ထောတဲ့ယုံကြည်မှုကလည်းအချိန်တိုတောင်းတယ်စိတ်ထဲမှာဘုရားတရားကိုးကွယ်တယ်ယုံကြည်တယ်ဆိုခဏပဲဓမ္မယုံလာဘုရားတက်တယ်ဘုရားရှိခိုးတယ်ဆိုတရက်နှစ်ရက်ပဲဒါပဲနောက်ထပ်မလာတော့ဟိုယုံကြည်မှုကမဆွဲမြဲဘူးလို့ပြောတယ်ဆွဲမြဲမြဲလောက်တာမဟုတ်ဘူးအခုဒီကိုရောကြည်ညိုလိုက်တော့ကြဟိုကိုရောကြည်ညိုလိုက်တော့ကြဟိုကိုရောကြည်ညိုလိုက်ဘုန်းကြီးကြည်ညိုတာလည်းဒီတိုင်းပဲဘယ်မှတည်တည်ငြိမ်ငြိမ်မရှိဘူးလို့ဆိုလိုတယ်အဆိုးအကောင်းဆိုးအကြောင်းကျိုးလဲခိုင်ခိုင်မာမာဆုံးဖြတ်နိုင်စွာမရှိတော့လျှောက်ပြီးတော့ပြောင်းလဲနေတတ်တဲ့ပုဂ္ဂိုလ်မျိုးဣတ္တရတတ္တောယုံကြည်ချက်ကတူတောင်းတဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့လော်လီတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ရမယ်နောက်တစ်ခုကျတော့ဘာတော့ဆိုရင်ဣတ္တရဗတ္တိဣတ္တရဗတ္တိစာကိုးကွယ်မှုနဲ့ပတ်သက်ပြီးတော့လည်းမတည်ငြိမ်ဘူးမတည်ငြိမ်အခုဗုဒ္ဓဘာသာဖြစ်လိုက်တော့ကြာခရစ်ယာန်ဖြစ်လိုက်တော့ကြာဘာသာဝင်ဖြစ်လိုက်လေကိုးကွယ်မှုလားအခုအရှင်ကြီးကိုးကွယ်လိုက်တော့ကြာကိုကြီးကျော်ကိုးကွယ်လိုက်ပေါ့နော်အဲ့ဒါလို့ပေါ့မတည်ငြိမ်ဘူးလို့ဆိုလို့ပဲဣတ္တရဗတ္တိသူကိုးကွယ်ရင်လည်းခဏပဲဘယ်တော့မှတည်တည်ငြိမ်ငြိမ်မရှိဘူးအဲ့ဒါကိုလောလလျက်ပေါ်လောလီတယ်လို့ခေါ်တယ်ဘာသာတရားတွေဆိုလဲဟိုကိုးကွယ်လိုက်ဒီကိုးကွယ်လိုက်အဲ့လိုနောက်တစ်ခုကတော့ဣတ္တရပေမောမိတ်ဆွေချင်းတွေ့ကြတဲ့အခါမှာလဲသူကတကယ်ချင်းဆိုပြီးတော့တကယ်ချင်းအနေနဲ့ချစ်ခင်မှုကလည်းခဏပဲတဲ့သူကတွေ့တော့လေးနော်အဲ့လိုလူမျိုးခေါ်တာဒီပါရဲ့အားတော့ကွယ်ရင်မေ့တွေ့သေးအောင်လွမ်းဆိုတဲ့ပုဂ္ဂိုလ်မျိုးနဲ့တူတယ်နော်ကွယ်မေ့တွေ့သေးအောင်လားဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဒီမိတ်ဆွေချင်းဆိုလို့ရှိရင်ခဏဒီလူနဲ့တွဲတယ်နောက်ကြတော့မတွဲတော့လမ်းတွေ့တာတောင်နှုတ်ဆက်ချင်မှနှုတ်ဆက်တော့တာမသိကြအောင်ဆောင်းသွားတယ်ဣတ္တရပေမောလို့တကယ်ချင်းပေါင်းသင်းဆိုဘယ်တော့မှဆိုခင်ခင်မင်းမင်းဒီလိုဟာမျိုးမရှိဘူးသူခင်ခင်မင်းမင်းရှိကျင်တဲ့အချိန်ချောင်းပေါက်အောင်လာတယ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီလမ်းဟာတခါတည်းသူမလာသေးတဲ့အတွက်ကြောင့်ပေါင်းမြတ်တွေထားနေသည့်ကြောင်မလာပဲနေတာချောင်းပေါက်အောင်လာတဲ့လမ်းပဲပဲလို့သူလာချင်မှလာတော့တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာဘာကြောင်းကြောင့်မှမဟုတ်ပဲနဲ့ဣတ္တရပေမောနဲ့အမှန်တမ်းတူတောင်းတဲ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်မျိုးတဲ့အဲ့ဒါကိုလက်ပေါ်လုံးလေးနော်အိမ်တော်ခဏခဏပြောင်းတဲ့ပုဂ္ဂိုလ်တွေလည်းပါတော့တယ်ဣတ္တရပေမောဆိုနော်အဲ့ဒါလိုဟာမျိုးတွေရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဣတ္တရပတာတော်တဲ့စိတ်ကြည်နူးမှုစိတ်ကြည်တယ်ဆိုတာလည်းခဏပဲကြည်တဲ့အချိန်နဲ့မကြည်တဲ့အချိန်မကြည်တဲ့အချိန်ကများနေတတ်တယ်သူစိတ်ကောင်းရှိရင်တော့ကြည်ပြီးစကားတွေကိုပြောလိုက်တာမကြည်ဘူးဆိုရင်မှုံတုံပြီးတော့နေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းလောကကြီးမှာရှိသေးတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုလောလလို့ခေါ်တယ်
မတည်ငြိမ်ဘူးအကောင်းလည်းမတည်ငြိမ်ဘူးအဆိုးလည်းမတည်ငြိမ်ဘူးအဲကြောင့်မို့လို့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရားမနာရဘဲနဲ့အတိဆိုတာရနိုင်တာမဟုတ်ဘူးရှင်သာရိပုတ္တရာကအစတရားနာရမှအတိဉာဏ်ဆိုတာရတာဖြစ်သောကြောင့်တရားနာခြင်းဖြင့်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မနဲ့ပတ်သက်တဲ့အတိဉာဏ်တွေရပြီးနောက်ဆုံးမှာထိုအတိဉာဏ်ကနေတဆင့်တက်လို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လောက်တဲ့အထိမဉ္ဇဉ်ဖွဉ္ဇဉ်ဆိုတဲ့အတိမျိုးရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း